လာလိမ့်မယ်ကဲအားလုံးမင်္ဂလာပါကျွန်တော် part 5ကိုဆွဲတဲ့အတွက်မျိုးများအားလုံးပဲနော်ဒီမှာတနင်္လာနေ့မှာ6 4ဆိုပြီးထွက်တယ်နော်1ရက်2ရက်3ရက်4ရက်5ရက်အတွက်ဒီမှာဘာဒီမပြောက်ဘူးလေနော်ဘာဒီမပြောက်ဘူးလေနော်စစ်မယ်နော်ကလင်ဒါတစ်ခုလုံးကိုစစ်မယ်နော်1ရက်2ရက်ဒီမှာညနေမှာဘာလာလဲ1ရက်2ရက်3ရက်4ရက်အတော်အတွင်းမှာဘာဒီမပြောက်ဘူးလေနော်တနင်္လာနေ့မှာဘာထွက်လဲ1ရက်2ရက်3ရက်4ရက်အတော်အတွင်းမှာဘာဒီမပြောက်ဘူးလေနော်တနင်္လာနေ့မှာနော်ဒီမှာပြူးပြူးနှလုံးတော့နော်တစ်လုံးနဲ့မဟုတ်နော်ဘာလဲနှလုံးတော့ထွက်နော်နော်ကြည့်ပါကြည့်4ခွန်4ကိုနော်ပြူးပြူးနော်ဒီမှာပရက်ခံတယ်ပရက်ကိုမတွက်ဘူး1ရက်2ရက်3ရက်4ရက်4ရက်မှာတော့ပရက်ခံတယ်စိုးပေမဲ့လို့ဒီမှာဘာမပြောက်ဘူးလေနော်စက်ကြည့်မယ်မျိုးများအားလုံးမင်္ဂလာပါနော်ဒီမှာဘာမပြောက်ဘူးလေ1ရက်2ရက်3ရက်4ရက်တို့ဒီမှာဘာမပြောက်ဘူးလေနော်နှလုံးတော့ဆင်းတာနော်နှစ်ခုတော့ဆင်းတာနော် behind သူကိုဆင်းတာနော် behind သူကိုဆင်းတာနော်ဘာမှနော်ရှေ့ရှေ့ဝေးမပြောနော်မနော်ဒီမှာ1ရက်2ရက်3ရက်တို့ဒီမှာဘာမပြောက်ဘူးလေဒီမှာနောက်ထပ်တစ်ခုဟာနောက်ထပ်တစ်ခုပါနော်1ရက်2ရက်3ရက်တို့ဒီမှာဘာမပြောက်ဘူးလေနော်ဘာမပြောက်ဘူးလေနော်လွယ်လေးပါဗျာလွယ်လေးပါနော်ဒီမှာနော်ကြည့်မယ်1ရက်2ရက်3ရက်တို့ဒီမှာဘာမပြောက်ဘူးလေနော်ဘာထွက်လဲ1ရက်2ရက်3ရက်တို့ဒီမှာဒီမှာတပင်ဖောင်းတယ်တဖောင်းပင်ရှိမှကောင်းတာဖောင်းပင်ရှိလေမှန်ကန်မှုဒီများလေပဲနော်ဖောင်းပင်ရှိလေကောင်းနေပဲဒီကလင်နာတစ်ခုလုံးလာဖောင်းလိုက်မှန်ကိုမှန်နော်1ရက်2ရက်3ရက်တို့ဒီမှာဘာမပြောက်ဘူးလေဟုတ်ပါနော်ဘာမပြောက်ဘူးလေနော်ကြောက်ပင်ကိုကျွန်တော်တို့ဒီရှာနေတာမဟုတ်ပါဘူးမှန်ကန်မှုတွေကိုရှာနေတာပါနော်မှန်ကန်မှုတွေကိုရှာနေတာပါခင်ဗျာနော်ဒီမှာဘာလာလဲ1ရက်2ရက်3ရက်တို့ဒီမှာဘာမပြောက်ဘူးလေနော်ပြီးတော့ဒါကျွန်တော်တို့ကလင်နာတစ်ဝက်ကိုရောက်လာပြီစိတ်ဝင်စားဖို့ကောင်းလာပြီနော်ဘာလို့လဲဆိုတော့သူဒီကလင်နာအစမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီလေဒီတစ်ဝက်မှာဒီရဲ့မှန်ကန်မှုဒီမှန်လားမမှန်နိုင်ဘူးလားဆိုစိတ်ဝင်စားဖို့ပြန်ကောင်းတယ်ပတ်စစ်မှာပြန်လဲစုံတွေ့ကြ